โอเคအားလုံးပဲလူမြင်တာနဲ့ပေးဘက်ဖွင့်နေဒီဗီဒီယိုတင်ပြပါပေးဘက်ဖွင့်နေဗီဒီယိုတင်ပြပြောတယ်ညီကောင်မောင်နှမတွေအတွက်ပေးဘက်ဖွင့်နေဗီဒီယိုလာပါပြီကြာအဲ့တော့မျက်တောင်မခံနဲ့မျက်စိမမိတ်နဲ့ let's go အားလုံးပဲစလိုက်ရအောင်စရမယ်ဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ crown software တွေကိုအရင်ဆုံးဝင်လိုက်မယ်ဗျာနော် okay အဲ့တော့ကျွန်တော် crown ရဲ့ server မှာ payback expert or check out ဆိုတာလေးတစ်ချက်လောက်ရှာလိုက်မယ်နော်ဒီမှာတွေ့ပြီဆိုတော့ကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်မယ်နော်ပြီးလို့ရှိရင်ပေါ်လေးနည်းနည်းကိုဆွဲတင်ပြီးလို့ရှိရင်ဒီမှာတွေ့လား payback expert or check out ဆိုတာရှိအဲ့ဒါတစ်ချက်လောက်နှိပ်လိုက်မယ်နော်အဲ့ဒါကိုကျွန်တော်ဝင်လိုက်ရအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ sign in ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်ဒီနေရာကိုရောက်ပြီနော်ဒီနေရာမှာကျွန်တော်တို့ first name last name email password ကတော့ကိုယ်ကဘန် password ကြိုက်တဲ့နံပါတ်ခတ်လို့ရရင်နော်ဒီမှာကျွန်တော်ကတော့အပေါ်နာမည်တစ်ခုအောက်နာမည်တစ်ခုကျွန်တော်နာမည်စီလူဖြစ်တော့ပဲလိုပဲထည့်ပါတယ်ပြီးဒီနေရာမှာ email ထည့်လိုက်မယ်နော် email ထည့်ပြီးလို့ရှိရင်အောက်ကနေရာမှာ password ကိုထည့်လိုက်မယ်နော် password မှာကကျွန်တော်တို့အရှိတစ်လုံးကအကြီးတစ်လုံးထည့်ပေးရပါတယ်ဗျာနော်ပြီးလို့ရှိရင်မှန်ချစ်လေးနှိပ်ပေးလိုက်ပါမှန်ချစ်လေးနှိပ်ပြီးတော့ရှင်အောက်ကစာတမ်းမဲလေးတချို့ဖုန်းတွေမှာတော့စာတမ်းပြလေးပါတယ်ပေါ့တယ်ဗျာအဲ့ဒါလေးပဲတစ်ချက်လောက်နှိပ်လိုက်မယ်နော်ပြီးလို့ရှိရင်ခဏဆောက်လိုက်မယ်ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ email URL ကုတ်ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်ကျွန်တော်တို့ခုနထည့်ထားတဲ့ email တွေကိုကုတ်6လုံးဝင်ပါတယ်ဗျာအဲ့ဒီကုတ်6လုံးကိုသွားယူပြီးတော့ဒီနေရာမှာတစ်ချက်လောက်ထည့်ပေးလိုက်ပါကျွန်တော်ပြီးလို့ရှိရင်အောက်ကအပြာအောင်စာရင်းလေးတစ်ချက်လောက်နှိပ်ပေးလိုက်ပါဗျာဒီမှာတော့ you are all set ပြီးလို့ရှိရင်ခဏလေးစောက်ပေးပါအောင်နော်ပြီးရင်တော့ let's go နှိပ်လိုက်မယ်နော်ဒီနေရာမှာကျွန်တော်ကြိုက်တဲ့ဥစ္စာဖွင့်လို့ရရင်နော်ကျွန်တော် basic နဲ့တစ်ချက်လောက်ဖွင့်ပြပေးပါမယ်နော်အဲ့တော့ကျွန်တော် basic လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်ဒီမှာ basic နဲ့ type ဆိုတဲ့ဘေးမှာတွေ့လားမြားလေးတစ်ခုရှိရကျွန်တော်မြားလေးဝမ်းပြပေးအဲ့ဒီဟာလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာကြိုက်တဲ့ဥစ္စာတစ်ခုလို့ရွေးလို့ရရင်နော်ကိုကြိုက်တာကိုရွေးကျွန်တော်တို့ public company ကိုတစ်ချက်လောက်ရွေးပြီးထည့်လိုက်ရနော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နှိပ်လေးတစ်ချက်နှိပ်ပြီးသွားလိုက်မယ်နော်ဒီညမှာတွေ့လက် basic နဲ့ name ဆိုတဲ့နေရာမှာကိုကြိုက်တဲ့နာမည်ထည့်လို့ရနော်ကျွန်တော်ထပ် company လို့ထည့်ထားပါတယ်ဗျာနော်ပြီးလို့ရှိရင်အမှန်ကြီးလေးနှိပ်ပြီးတော့ဒီနေရာမှာကျတော့ဘာမှထားစရာမလိုဗျာနော်အောက်ကနေရာမှာ US ဒေါ်လာဆိုတဲ့နေရာမှာကျတော့ကျွန်တော်က US ဒေါ်လာထောက်မှာဖြစ်တယ်လို့ဆိုမှ US ဒေါ်လာထားပါတယ်ဗျာပြီးလို့ရှိရင် product and service ဆိုတာဘေးမှာမြားလေးပေါ်တွေ့လားအဲ့မြားလေးပဲတစ်ချက်လောက်နှိပ်လိုက်မယ်နော်နှိပ်ပြီးလို့ရှိရင်ဒီနေရာမှာကိုကြိုက်တာထည့်လို့ရတယ်ဗျာတခုခုသူ့ထဲမှာပါတဲ့ဥစ္စာတွေအကုန်လုံးကြိုက်တာထည့်လို့ရကိုကြိုက်တာထည့်ပါဗျာနော်ဒီနေရာမှာတွေ့ရ do you have business website ဆိုတာရှိရဗျာအဲ့မှာ business website မှာကျွန်တော်တို့ website မရှိသေးတဲ့အတွက်ကြောင့်မလို့ no ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာတို့လား you have business phone number ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကျွန်တော်လက်ရှိကိုင်နေတဲ့ဖုန်းနံပါတ်လေးလောင်းထည့်ပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့နေတဲ့နိုင်ငံလေးရွေးပြီးတော့မှဖုန်းနံပါတ်ထည့်ပေးလိုက်မယ်ဗျာနော်ကျွန်တော်လက်ရှိထိုင်းမှာနေတဲ့ကြောင့်မို့ထိုင်းနိုင်ငံကိုရွေးပြီးတော့ထိုင်းဖုန်းနံပါတ်တစ်ခုလုံးထည့်ပေးလိုက်ပါတယ်ဗျာနော်ဒီနေရာတွေမှာအပေါ်ဆုံးမှာကျွန်တော်တို့ရဲ့တိုက်နံပါတ်ကိုထည့်ပေးလိုက်ပါမယ်နော်ပြီးလို့ရှိရင်အောက်မှာစမှုစကွန်ကျွန်တော်တို့နေတဲ့ခရိုင်ကိုထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်အောက်ကပြီးလို့ရှိရင်ရက်ကွက်နော်ပြီးလို့ရအောင်မှာ pass code ဆိုတဲ့နေရာမှာကျွန်တော်တို့အနီးစပ်ဆုံးနေတဲ့စာတိုက်ကျွန်တော်တို့ PC ပုံနေတဲ့ PC စာတိုက်နေရာကြီးထည့်ပေးလိုက်ရင်ရပြီနော်အောက်ဆုံးနေရာမှာကျတော့ကျွန်တော်မြားလေးဝိုင်းပြပြီးမြားလေးကိုတစ်ချက်လောက်နှိပ်ပြီးတော့ဒီထဲမှာလည်းကြိုက်တာထည့်လို့ရကိုကြိုက်တဲ့တက်တာကိုထည့်လိုက်နော်ဒီအောက်ကနေရာမှာကျွန်တော်မြားပြပေးတဲ့နေရာမှာကျွန်တော်တို့ရဲ့မွေးနေ့ထည့်ရမယ်ကျွန်တော်တို့ကြိုက်တဲ့မွေးနေ့ကိုထည့်ဒါပေမဲ့အသက်18နှစ်ပြည့်ဖို့တော့လို့အသက်18နှစ်ပြည့်အောင်ထည့်လိုက်မယ်နော်ကိုအသက်ရဲ့အောက်မှာကျတော့ကျွန်တော်တို့ရဲ့လူမျိုးကျွန်တော်ကဗမာဗုဒ္ဓဆိုတဲ့အတွက်ကြောင့်မြန်မာဆိုရိုက်ချလိုက်မယ်နော်ဒီအောက်ကဖုန်းနံပါတ်ဆိုတဲ့နေရာမှာတော့ခုနကျွန်တော်တို့ရိုက်ထည့်ခဲ့တဲ့ဖုန်းနံပါတ်ပြန်ပြီးထည့်လို့ရတယ်နော်ပြီးတော့ဒီမှာအရင်ဆုံးနိုင်ငံလေးရင်ရွေးပြီးတော့ဖုန်းနံပါတ်တော့ထည့်လိုက်မယ်နော်ဒီနေရာမှာကျွန်တော်တို့ခုနအရှိမထည့်ခဲ့တဲ့လိပ်စာကိုဖြည့်မှာဖြစ်စီအတွက်ကြောင့်မို့ကျွန်တော်တို့အပေါ်ကအမှန်ကြီးလေးနှိပ်ပေးလိုက်လို့ရှိရင်ခုနအရှိမထည့်ခဲ့တဲ့လိပ်စာတွေအကုန်လုံးပြန်ပေါ်ရတယ်ပဲနော်ပြီးလို့ရှိရင်နှိပ်လေးကိုနှိပ်လိုက်ပါဗျဒီနေရာမှာတော့ကျွန်တော်တို့ verify လုပ်အောင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ payback အကောင့်ဖွင့်လို့ရတဲ့နိုင်ငံတွေပဲရွေးလို့ရအောင်ပဲเนาะကျွန်တော်တို့ဒီနေရာမှာထိုင်းနိုင်ငံကိုတစ်ချက်လောက်ရှာပြီးရွေးလိုက်မယ်မြန်မာနိုင်ငံတော့ဖွင့်မရလို့သတင်းကြပါလေဗျတကယ်တော့မြန်မာနိုင်ငံဖွင့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ CV တော့လာခဲ့လိုက်ကျွန်တော်ဖွင့်မယ်ပဲเนาะပြီးအောက်ကအပြာစာတိုင်းလေးနဲ့ဆက်ဖို့ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီဗျဒီနေရာလေးမှာမေးခွန်းနေဖြေဖို့အတွက်နည်းနည်းတော့လိုမယ်ပဲเนาะအဲ့တော့ကျွန်တော် income access ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာ income မရှိသည့်အတွက်ကြောင့်မို့ကျွန်တော်တော့ no လို့နှိပ်လိုက်မယ်နောက်တစ်ခါထပ်ပေါက်လိုက်ရင် no လို့ပဲထပ်နှိပ်ပြီးတော့အောက်က set ဖို့ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပါပြီဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့ payback ကောက်ဖွင့်တာအောင်မြင်သွားပါပြီဗျပြီးတော့ go to home page ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်ဒီနေရာမှာကျွန်တော်တို့ပတ်စံထုတ်ဖို့အတွက်ဆိုလို့ရှိရင်သူကဘန်ကြားဘန်တစ်ခုတော့လိုပဲနိုင်ငံခြားဘန်တစ်ခုလောက်နော်ကျွန်တော်ပွဲသားစီကထုတ်မယ်ဆိုလို့ရှိရင်အဲ့မှာ link app ဘန်ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော်နှိပ်ပြီးလို့ရှိရင်ဒီနေရာမှာနိုင်ငံခြားဘဏ်တစ်ခုခုကိုချိတ်ပြီးတော့ကျွန်တော်တို့ပတ်စံထုတ်လို့ရပါပြီဗျာเนาะဒါကတော့ payback ကတော့ဒါတိုင်းငွေထုတ်လို့မရပါဘူးဗျာကျွန်တော်တို့ငွေလက်ခံရရှိုံတတ်ပဲရပါလိမ့်မယ်เนาะအဲ့တော့ဒီခုနဖွင့်ခဲ့တဲ့ Gmail နဲ့ password နဲ့မှတ်မိတာဆိုလို့ရှိရင် Play Store မှာ payback software ကိုသွား download ပြီးတော့เนาะအပြင်မှာကိုယ့်ရဲ့ဖုန်းပြင်ဘက်ကို payback software ထုတ်ထားပြီးတော့ payback ဘဏ်ကိုအသုံးပြုလို့ရပါတယ်အားလုံးပဲဘိုင်ဘိုင်မှာကျွန်တော်ကတော့ဂျိုတုပါဗျ